ဦးလေးက၄တန်း၅တန်းလောက်ကနေစာပတ်တာပဲအခုချိန်ကြီးစာအုပ်ရေကတော့အများကြီးပဲငါတို့ထောင်ပိုင်းလောက်တော့ညောင်းလောက်တယ်ဥတို့ကကြဖတ်တာကြတော့ဟိုရင်တော့ကြဦးကစာအုပ်တွေဝယ်ဖက်ပြီးတော့စုဆောင်းတာပေါ့နော်ကိုလိုပဲသူများတွေလည်းများများဖတ်စေခြင်းလို့ဒီစာအုပ်ဆိုင်လို့ပြန်ဖွင့်လိုက်တယ်ဦးရဲ့စာအုပ်ဆိုင်နာမည်လေးကတော့ဗလောက်ရိပ်စာဦးတို့ပုံမှန်တိုင်းရောင်းနေခဲ့တာတော့စာအုပ်တက်တန်းနှစ်40လောက်ရှိဟိုအရင်ကဖျားကြီးမှာဖွင့်တာပေါ့နော်ဒီနန်းလေးဆိုရင်တော့နှစ်20လောက်တော့ရှိသွားပြီကလေးစုံရောင်းရတာပေါ့ဘာသာရေးစာအုပ်တွေရောလူငယ်စာပေတွေရောကလေးစာပေလေးတွေရောအစုံထည့်ပေးထားလူငယ်တွေမှာကြတော့ဟောရဲ့လို့တော့မဟုတ်ပါဘူးစာအုပ်လည်းဖတ်ကြတယ်သူတို့မှအချိန်မပေးနိုင်တာပေါ့နော်စာအုပ်သေးတွေကလည်းနည်းနည်းမြင့်လာတော့မဖတ်နိုင်တာလည်းတစ်ပိုင်းပါလာတယ်တကယ်တမ်းစာပတ်တဲ့စိတ်ကတော့သူတို့ရှိကြပါတယ်ဦးကတော့ဖုန်းကြောင့်မို့လို့အပြစ်မပြောပါဘူးကောင်းဆုံးကတော့ကိုတိုးတက်ကြောင်းစာအုပ်ကလေးတွေဖတ်စေချင်ပါတယ်ဒီစာအုပ်ကလေးဆိုရင်ဒါဦးလေးရဲ့အကြိုက်ဆုံးစာအုပ်ကလေးပဲပပီလွန်နဲ့ပင်ကိုတဲ့စာရေးဆရာကြီးကတော့ဦးလာဝင်ပေါ့လူငယ်တွေဖတ်တဲ့စာအုပ်ကလေးပေါ့နော်ရသစာပေလည်းပါတယ်စိတ်သက်ခွင့်အားလည်းပါတယ်အခက်ခဲတွေကိုလည်းကြော်လွှားနိုင်တယ်ပေါ့ဦးလေးကဒါအကြိုက်ဆုံးပါဦးတို့ဗတော်ရိပ်စာပေအောင်89 38လမ်းတောင်မစိုးရိမ်တိုက်တဲ့နီးပြင်ပင်အကြောင်းရှိမှရောင်းနေတာပေါ့ဗတော်ရိပ်ကတော့အမြဲတမ်းကိုပတ်စံရှိမှမရှိမှနဲ့မဆိုင်ဘူးဝယ်လဲဝယ်လို့ရတယ်ထိုင်ဖက်ချင်တယ်ဆိုလဲရတယ်ကိုပိုင်စာကြည့်လိုက်သဘောလေးပေါ့ဦးလေးကတော့အမြဲတမ်းဖွင့်ပေးထားပါတယ်ဘယ်သူမှမဆိုပါစာလေးတော့ကိုဖတ်နိုင်တဲ့လောက်တော့ဖတ်စေချင်ပါတယ်စာပေကလူတယောက်ရဲ့ဘဝကိုလည်းတိုးတက်ပြောင်းလဲနိုင်တာမို့လို့လေဗတော်ရိပ်မှာအချိန်ရတိုင်းလာပြီးတော့ဖတ်လို့ရပါတယ်